ရွာတရွာမှာတူရီတော်သားလေးနဲ့အတူလောက်ကင်စားတော့ရင်းနဲ့မတောင့်မတမကြောက်မကြနဲ့နေလာခဲ့တယ်အဖိုးအဖွားဇနီးမောင်နှံဆိုတာရှိတယ်သူတို့ရဲ့တူရီတော်သားလေးကိုတော့ရှိတဲ့ငွေကြေးလေးနဲ့ကြောင်းကောင်းကောင်းဒီမှာထားခဲ့တယ်သားလေးကပညာတတ်ဖြစ်ဖို့အဓိကဆိုပြီးတော့ဦးစာမင်းစာတောင်ချမ်းမထားပဲနဲ့သားလေးတက်ချင်တဲ့ကြောင်းဒီအပ်ပေးသားလေးယူခြင်းနဲ့ဖွဲ့ရရအောင်ထောက်ပံ့သင်ယူခြင်းနဲ့ဘာသာစကားတွေသင်ယူဖို့ကြောင်းအမျိုးမျိုးသင်တန်းအဖုံဖုံမှာထားပြီးလို့သားကဖွဲရပညာတတ်ကြီးတူဖြစ်လာခဲ့တယ်သူတို့သားဟာဖွဲရပညာတတ်ကြီးဖြစ်လာပြီမဲ့ဘာအလုံးမှတော့မလုပ်ခဲ့သေးဘူးမိဘလှုပ်ရှားထိုင်းစားရင်းနဲ့ပဲအလုတ်ကောင်းတစ်ခုခွန်ကောင်းတစ်ခုကိုစောင့်နေပုံပါပဲတချို့ကုမ္ပဏီတွေကခေါ်ပေးမဲ့လဲသူယူထားတဲ့ဖွဲနဲ့ရတဲ့လစာကနဲလို့ဆိုပြီးတော့မလုပ်ခဲ့ပြန်ဘူးတချို့ကုမ္ပဏီတွေကခေါ်တဲ့အလုပ်ကြတော့လဲဘွဲရပညာတတ်မှုဒီလိုအလုပ်မျိုးမလုပ်နိုင်ဘူးတဲ့အဲ့ဒါလို့နဲ့အချိန်တွေသာကြားလာခဲ့တယ်ဘာအလုပ်မှမလုပ်ခဲ့ဘူးဖခင်ဖြစ်သူကမင်းအတွေ့အကြုံလေးရဖို့အလုပ်လေးစမ်းဝင်ကြည့်ဖို့ပြောပေမဲ့လေဘယ်အလုပ်မှစမ်းဝင်ခဲ့ပါဘူးသူရထားတဲ့ဘွဲသူတတ်ထားတဲ့ပညာနဲ့ကအဲ့ဒီအလုံးနဲ့မကိုက်ဘူးအဲ့ဒီလကနဲ့မကိုက်ဘူးဆိုပြီးတော့ပြောလာတဲ့သားကိုဒီနေ့မှာတော့ဖခင်ကအခုလိုပုံမြင်လေးတစ်ပုဒ်ပြောပြလိုက်တယ်ငါသားဟိုးတော့ကဒီနေ့ကိုမိုင်းတစ်ထောင်ထောင်သွားနိုင်တဲ့အာဇာနီမြင်းပြူလေးတစ်ကောင်ရှိခဲ့တယ်သားရဲ့အဲ့ဒီအာဇာနီဆိုတဲ့မြင်းပြူလေးဟာငါဟာဒီနေ့ကိုမိုင်းတစ်ထောင်ထောင်သွားနိုင်တယ်ဆိုတဲ့စိတ်နဲ့သူ့အစွမ်းကိုပြမယ်ဆိုပြီးတော့အခွန်ရေးကိုစောင့်မျှော်နေခဲ့တယ်။ဒီနေ့ကုံတယ်တယောက်ကသူနဲ့လိုက်ခဲ့ဖို့လားခေါ်တော့အာဇာနီဆိုတဲ့မြင်းကခေါင်းခါပြီးတော့ကျုပ်ကဒီနေ့ကိုမိုင်းတစ်ထောင်ပြေးနိုင်တဲ့မြင်းပြိုဗျ။ခင်များနဲ့လိုက်ပြီးတော့ကုံထမ်းရမှာလားဆိုပြီးတော့ကုံတယ်ကိုပြောလွှတ်လိုက်တယ်။လိုက်မသွားခဲ့ဘူးငါသား။နောက်စစ်တီတယောက်ကစစ်တိုက်လိုက်ခဲ့ဖို့ခေါ်ပြန်တော့လေမြင်းပြိုလေးကခေါင်းခါပြီးတော့ငါကတနေ့ကိုမိုင်းတစ်ထောင်ပြေးနိုင်တဲ့အာဇာနီမြင်းပြိုကွမင်းလူအောက်ခြေစစ်သားနဲ့စစ်တိုက်လိုက်ရမှာလားဆိုပြီးလေညင်းလိုက်ပြန်တယ်မလိုက်ပြန်ဘူးဘယ်မှလည်းမသွားဘဲနဲ့သူ့နေရာမှာပဲစားလိုက်တောက်လိုက်ပေါ့နောက်မို့ဆိုးတယောက်ကသူနဲ့တောလိုက်သွားဖို့လားခေါ်ပြန်တော့လေသူ့လူမိုင်းတစ်ထောင်သွားနိုင်တဲ့အာဇာနီမြင်းပြိုကသူ့လူဘာမဟုတ်တဲ့မို့ဆိုးနဲ့တောလိုက်သွားရမှာလားဆိုပြီးလေလိုက်မသွားပြန်ဘူးငါသားရဲ့သူ့နေရာမှာပဲစားလိုက်တောက်လိုက်နေပေါ့အဲ့လိုနဲ့တနေ့ပြီးတနေ့ကုံဆုံးလာခဲ့တာအာဇာနီဆိုတဲ့မြင်းပြူလေးဟာအတန်တောင်ကြီးလာခဲ့ပြီငါသားဒီနေ့မှာတော့တိုင်းပြည်မှာစစ်ဖြစ်တော့ဘရင်မြင်းမြတ်အမိတ်နဲ့စစ်သူကြီးကအာဇာနီမြင်းကိုလိုက်ရှာနေတယ်လို့ကြားတော့အဲ့ဒီမြင်းကသွားပြောတယ်သူဟာအာဇာနီမြင်းပါခင်များတို့နဲ့လိုက်ခဲ့မယ်လို့ပြောလိုက်တဲ့ဒီတော့စစ်သူကြီးကကောင်းပြီအဲ့လိုဆိုရင်မင်းကိုငါမေးမယ်မင်းငါတို့တိုင်းပြည်ရဲ့ရေမြေတောတောင်တွေကိုနေမြေတွေကျွမ်းကျင်ရဲ့လားလို့မေးလိုက်တယ်အဲ့ဒီတော့အာဇာနီဆိုတဲ့မြင်းကဒါတော့ကျွန်တော်ဘယ်မှမသွားဘူးတော့ဘာမှမလုပ်ဘူးတော့မကျွမ်းကျင်ဘူးဘောလို့ဖြေလိုက်တယ်အဲ့ဒီကြမှာအာဇာနီဆိုတဲ့မြင်းပြိုကငါကုံတယ်နဲ့လိုက်သွားဘူးခဲ့ရင်ဒီနိုင်ငံရဲ့ရေမြေတောတောင်တွေကိုသိရမှာကျွမ်းကျင်လို့နေမှာလို့နောင်တတွေရနေခဲ့တယ်ဒီတော့စစ်သူကြီးကဒီလိုဆိုမင်းစစ်ပွဲအတွေ့အကြုံတွေရောရှိရလားလို့ထပ်ပြီးတော့ဒါလည်းသူစစ်ပွဲအတွေ့အကြုံမရှိပါဘူးလို့ဖြေလိုက်ရတယ်ဒီတော့လေသူ့ကိုစစ်သားလေးလားခေါ်တော့ကအတွေ့အကြုံရအောင်လိုက်မသွားခဲ့မိဘူးဆိုပြီးတော့နောင်တတွေရနေပြန်တယ်ငါသားနောက်စစ်သူကြီးကဒီလိုဆိုရင်မင်းတောရီတောင်တွေဖြတ်သွားလို့သားရဲတရိတ်ဆိုင်နဲ့တွေ့တဲ့အခါမင်းတိုက်ဖူးခိုက်ဖူးဖောက်ထွက်ဖူးရတွေရောရှိရလားလို့မေးပြန်တယ်ဒီတော့လေမြင်းပြူလေးကမရှိပါဘူးလို့ပဲဖြေပြီးတော့ငါမုတ်ဆိုးလားခေါ်တော့ကအတွေ့အကြုံရအောင်လိုက်သွားသင်ခဲ့တယ်အဲ့ကြမှာနောင်တတွေရတယ်ဒီတော့စစ်သူကြီးကဒီလိုဆိုမင်းကိုဘယ်လိုနေရာမှာသုံးရမှာလဲလို့မေးတော့ကျွန်တော်ဟာတနေ့ကိုမိုင်းတစ်ထောင်ညဆိုမိုင်း800ပြေးနိုင်ပါတယ်လို့ပြောလိုက်တယ်ဒီတော့လေစစ်သူကြီးကစမ်းကြည့်မယ်ဆိုပြီးတော့အပြေးခိုင်းတော့တမိုင်လောက်နဲ့အမောဆိုပြီးတော့ရွှေတွေထွက်နေတဲ့ငါသားဒီမဲ့ငါသား
ပညာတွေသင်ပြီးလို့ဘွဲတွေရပြီးတာလဲကြားလာပြီခုထီလဲအလုတ်ကမလုပ်ရသေးဘူးဒီလိုကြီးနေလာရင်ဟာသားမှာကိုယ့်ရဲ့နှုပြိုတဲ့စွမ်းအင်တွေရောသင်ထားတဲ့ပညာအရည်အသွေးတွေရောကြကုန်မှာပေါ့သားရဲ့ဒီတော့သင်လျော်တဲ့အလုပ်တစ်ခုခုတော့စမ်းလုပ်ကြည့်တဲ့ငါသားဘာမှမလုပ်ဖဲနေရင်ဘာအတွေ့အကြုံမှမရပဲရှိနေမှာပေါ့ဒါဆိုတာခုတ်နေသွေးနေမှအသုံးဝင်ပြီးတော့ထက်မြက်နေတဲ့ငါသားဒီတိုင်းကြီးနေသွားရင်တန်ဆွမ်းလန်းဆမှုအရွယ်လည်းကြအသုံးမချတော့ပညာအရည်အသွေးတွေလည်းကြဘာမှမလုပ်တော့အတွေ့အကြုံလည်းမရနဲ့ငါသားရဲ့စွမ်းအားပေါင်းစုံကြကုန်မယ်ငါသားရှင်နာအိမ်တော်နေကြမိသားစုဘဝတွေရဆိုရင်ငါသားမှာဘာအတွေ့အကြုံဘာအခြေခံမှမရှိဘဲနဲ့ဘဝရက်တည်သွားရလိမ့်မယ်ငါသားကိုအဖေတို့အမေတို့ကပညာတွေသင်ပေးတယ်ဆိုတာကငါသားကိုအဖေတို့လိုမဆင်းရဲစေခြင်းလို့ကအဓိကပဲငါသားငါကဖွဲရပညာတတ်กว่าဒီလောက်ငွေလေးနဲ့လောက်ရမှာလားငါကဘာသင်တန်းဆင်းกว่าဒီလောက်လကလေးနဲ့လောက်ရမှာလားငါကဘာသာဘယ်နှမျိုးတတ်ထားတာกว่าဒီလိုအလုပ်တွေကိုလောက်ရမှာလားနဲ့ငါကဘာกว่าညာกว่าဒီလိုအလုပ်တွေလောက်ရမှာလားဒီလောက်နဲ့လောက်ရမှာလားနဲ့နေလာခဲ့တာကြာရင်အတော့မခံရတဲ့အားစည်းတောင်လို့အားအဖြစ်မရောက်လိုက်ရတော့ဘဲနဲ့ဒိတ်အောက်ပြီးတော့အမှိုက်ချင်းနဲ့ရောက်သွားလိမ့်မယ်ငါသားလို့ပြောဆိုဆုံးမလိုက်တဲ့အားလုံးနဲ့ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်အားလုံးဘဝကိုအချိန်ရှိခိုက်လုံးလာစိုက်ပြီးတော့ကြိုးပမ်းအားထုတ်နိုင်ကြပါစေ